နေတဲ့လေကလည်းပဲပန်းနိုင်မရောက်သေးဘူးဟုတ်လားကြိုးစားမယ်ဆိုရင်ကြိုးစားနိုင်တယ်မကြိုးစားခြင်းတော့ဘူးကျုံးမှာပါပဲကွာဆိုခြေပြစ်လက်ပြစ်လို့တဲမခတ်ခြင်းတော့ဒါပါလဲဆိုရင်တကယ်တိုင်းပြည်ထူထောင်တဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်တန်တဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကကျွန်ဖြစ်တဲ့စိတ်ဓာတ်မျိုးကျွန်ဖြစ်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေတဲ့ကာလပတ်လုံးတို့ဗမာတွေကျွန်ဖြစ်နေပါပဲလွတ်လပ်ရေးရရင်လည်းပဲများပြန်ကျွန်ဖြစ်မှာပဲဟုတ်လားလွတ်လပ်ရေးနောက်ဆုံးတဲ့မကျုံးနေတိုင်အောင်ကျွန်မဖြစ်တဲ့တိုင်အောင်အခုနောက်တော့ဖာတယ်လွတ်လပ်ရေးဖြစ်နေမှာအဲ့တော့ကဘယ်လိုလဲဆိုလို့ရှိရင်ဒီကအကျင့်ကအဲ့ဒီလိုဟုတ်လားနည်းနည်းလေးနိုင်လာလိုက်တယ်ရှေ့ကသွားလာလိုက်တယ်ဆိုရင်တက်ထောင်ခြင်းနဲ့အကျင့်ရှိအဲ့တော့ဒီတလေရတော့အဲ့လိုရှေ့ကသွားလာလို့တက်ထောင်မိတာနဲ့ပွဲတစ်ပွဲမှာကျုံးကိုသွားအဲ့ဒီဖြစ်ဒီတော့ဘောလုံးပွဲကြည့်ကျွန်တော်တို့ဗမာတွေဟုတ်လားဘောလုံးပွဲမှာကံရတဲ့ကံပဲဆိုရင်ဘိုးကပထမစကိုတွင်ရရင်အတော်လေးတခါအားပြက်လာအားပြက်လာတယ်တခါနာပဲပြူလာနောက်တခါဟုတ်လားအဲ့လိုဝါပြစ်တဲ့နေရာမှာတော်လေးကိုလေးများလာပြီဆိုရင်ကြောက်ပေါ့ကန်ကျင်းလာငါနိုင်မှာပါပဲအဲ့ဒါနဲ့နေပြီးတော့တစ်ဖက်ကနေပြီးနောက်ဆုံးအပိဓာကာကြမှာကပ်ပြီးတော့ဒါကကိုသွင်းသွားလို့တရေဖြစ်ကျုံးတာဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဘောလုံးပွဲရတယ်မယ်ခင်ဗျားတို့ပြန်ပြီးစဉ်းစားကြည့်တွေ့မှာဟုတ်လားဒါတွေမကသေးဘူးဟုတ်လားဒီကျုံးသွားတဲ့လူကလည်းပဲဘောလုံးကန်လို့ရှိရင်ပထမအပိုင်းမဲ့နိုင်ဝက်မဲ့ကျုံသွားရင်တော့တော်သေးခံနေတယ်ဒုတိယနိုင်ဝက်မဲ့ကန်လို့10မိနစ်လောက်လည်းကြာတော့ကိုကကိုဘက်ကဂိုးလည်းမသွင်းနိုင်ဘူးဆိုအဲ့ဒီခါကျလူချတာဒါကျွန်တော်တို့ဘာမှဘောလုံးပွဲတွေဘောလုံးကန်တဲ့အကျင့်အဲ့ဒါ sporting spirit မရှိဒါပါလဲဆိုလို့ရှိရင်ဗမာတွေစိတ်ထဲမှာတော့ဒါချင်းလိုက်မယ်ပေါ့ဗမာတွေဟာစိတ်ဓာတ်ထက်တယ်ပါလားတလွဲသပင်ကောင်းနေတယ်စာနဲ့အတူတူပဲဒါဒီစကားကဒီနေရာမှာသုံးဖို့ပါတယ်ပဲဗမာတွေစိတ်ဓာတ်ကမဟုတ်တဲ့နေရာတွေတွားပြီးတောနေတကယ်နေရာတွေကျအသုံးမချအမှားပြေလွတ်လပ်ရေးရအောင်လို့မျိုးပဲအသုံးမချခြင်းဘူးဟုတ်လားဗမာပြည်ပြန်တဲ့တူတောင်းရေးလုပ်တဲ့နေရာမျိုးပဲအသုံးမချခြင်းဘူးဗမာချင်းချဖို့ပဲလုပ်ချင်တယ်ဟုတ်လားအဲ့ဒါမျိုးတွေလုပ်ချင်တယ်ဒါမျိုးတွေလုပ်ချင်လို့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်ဘယ်တော့မှပြန်လည်းမတူတောင်းနိုင်ဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်လပ်နိုင်ဘူးလွတ်လပ်ရင်လည်းဘယ်တော့မှကြာနေတာလွတ်လပ်ရင်မဖြစ်နိုင်အဲ့တော့ဒီတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးကိုလုံးဝဖြောက်ပြစ်ဖို့လိုတယ်ကျွန်တော်တို့ကဘာလို့ပဲလို့ပြီးတဲ့အထိနောက်ဆုံးတဲ့ပြီးတဲ့အထိမဲ့ရှုံးမဲ့ထင်သည်ဖြစ်စေနိုင်မဲ့ထင်သည်ဖြစ်စေအချော့တန်းသွင်းနေကျွန်တော်တို့ကပြစ်တိုက်တဲ့နေရာမှာလည်းအဲ့ဒီတိုင်းသွားအခုတိုင်းပြည်ပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်ပြောပြချင်ပါတယ်ဒီတိုင်းပြည်ပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ကအခုကျွန်တော်တို့ရှင်းနေရတဲ့အခြေအနေမဲ့အမတမဲဇိုးနေကျွန်တော်တို့ဗမာပြည်ဒီစစ်ကြီးပြည့်တော့ဒီမမမြေကဘာပေါ်မဲ့ဟလာရှိတဲ့နိုင်ငံတွေတဲ့မဲ့ကျွန်တော်တို့ဗမာပြည်လို့နှခါမင်းရဲ့နှခါနာဖြစ်တဲ့အမနိုင်ငံလို့မရှိသေးပါဘူးကျွန်တော်တို့တိုင်းတရားဂျပန်ဝင်လာတော့မှလည်းပဲစစ်မြေပြင်ဖြစ်တဲ့အေးလေကျန်းဝင်လာတော့လည်းစစ်မြေပြင်ဖြစ်အဲလိုမင်းရဲ့နှခါနာဖြစ်တဲ့ဗမာပြည်ဟာအမတမဲစီပွားရေးမဲ့ပြည့်စည်နေအေးလေပြင်မဲ့လည်းပဲစီပွားရေးပြည့်စည်အေးလေပြင်မဲ့စီပွားရေးပြည့်စည်တော့အင်းလေလူမျိုးတွေကတော့ဒီမန်ဂိန်းတွေပါတယ်ညစိတ်တော့ကြာနေတာမဟုတ်ဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်နဲ့ဆိုင်တော့အမတန်ကိုဒီနေ့ပိုပေါင်းနေတယ်အဲ့ဒါတွေနဲ့လှုပ်ပြီးချွေးချေတာတာနဲ့နောက်50ခုနှစ်ကြာတဲ့ခါကျလို့ရှိရင်ထောင်းလဲတကယ်ထောင်းလဲလာအောင်ဆိုပြီးကြိုးစားနေကြအစစ်သားမျက်နှာမြင်အောင်ဆိုပြီးကြိုးစားနေကြအခုဒီစီကြီးပြီးတော့ကျွန်တော်လိုက်ပြီဒါတည်းမလဲဖတ်ကိုယ်တိုင်နဲ့မြင်လာတဲ့နိုင်ငံတွေရှိအခုနဲ့ပြန်လဲထူထောင်ရေးလုပ်ငန်းလုပ်နေကြကျွန်တော်တို့တိုင်းပြည်ကကြက်တယ်ပြောနေကြတဲ့အထဲကလူတွေဘုံဘောလို့သုံးကြတော့ဆွဲကြတော့တယ်ဟုတ်လားအဲဒီတော့ကျွန်တော်တို့ဗမာတွေကစီမရှိမစားနိုင်ဘူးလို့ပြောတယ်စီမရှိမစားနိုင်တာကတော့မှန်ပါတယ်သို့တော့ဟုတ်လားဒီစီးရဘာအတွက်သုံးနေကြတယ်လဲဘုံဘောလို့သုံးလားမသုံးဘူးလားဒီတွေသွားကြည့်ပါ
အိမ်နေသွားကြည့်ပါဟလားဘုံဘောလောသုံးလားမသုံးလားတခြားတိုင်းနေသွားကြည့်ပါဒီကိုဒီလိုဘုံဘောလောသုံးနိုင်လားမသုံးနိုင်ဘူးလားခင်ဗျားတို့ဒီတွေကိုဘုံဘောလောသုံးနေတော့ခင်ဗျားတို့စိတ်ထဲနေတော့ကဘာမှအရေးမကြီးဘူးလို့ရှင်းတယ်အဲဒီလိုဘုံဘောလောသုံးတဲ့အတွက်ကလေးပြေကနေပြီးကျွန်တော်တို့နေ့စဉ်စီရီအမြောင်များတွင်းပြီးတော့နေရတယ်အဲ့ဒါကြောင့်ခင်ဗျားတို့ကသေးကြီးတဲ့စားအကြောင်းတရားတက်မဲ့ခင်ဗျားတို့ဘုံဘောလောနေလို့ဒီစီတွေကိုတခြားနိုင်ငံကတွင်းနေရတဲ့အတွက်ဟုတ်လားအပေါ်တွင်းနေရတဲ့အတွက်ခင်ဗျားတို့ဒီလိုဖြစ်နေသေးကြီးတဲ့နေရာမှာအကြောင်းတရားပါဟုတ်လားဥပမာတစ်ခုနဲ့အများကြီးတော့ရှိတယ်ပေါ့ဗျာအကြောင်းတရားကိုကျွန်တော်ပြောပြအဲ့တော့အဲ့ဒါမျိုးတွေဖြစ်ငရုတ်ကျက်သွန်ကြီးဗမာပြည်မယ်ငရုတ်ကျက်သွန်ကိုယ့်ဘက်ကိုစိုက်မရနိုင်ဘူးလားကိုယ့်ဘက်ကိုစိုက်မရနိုင်ဘူးလားကျွန်တော်တို့ကျွန်တော်အိမ်မယ်ကျွန်တော်စိုက်ထားတယ်အဲ့လိုကိုယ့်ဘက်ကိုအိမ်ညာကွက်လာရှိတဲ့နေရာမှာရှိကြတဲ့လူကစိုက်ကြပါလားမစိုက်ကြဘူးဆိုရင်မယ်ကိုရောမြတ်ပြဝယ်စားကြအဲ့တော့ကဒီဝယ်စားတော့အဲ့ဒီငရုတ်ကျက်သွန်ဘယ်ကလာလဲမှလဲအိန္ဒိယပြည်ကလာတယ်ဟုတ်လားအိန္ဒိယပြည်ကလာတော့ခင်ဗျားတို့အိန္ဒိယပြည်ကိုခင်ဗျားတို့ပိုက်ဆံပေးနေအဲ့လိုပေးနေရတဲ့အတွက်ဒီတဲကျင်မဲ့ရနိုင်တဲ့ပစ္စည်းကိုအခြားနိုင်ငံကဝယ်ရတဲ့အတွက်ဟာခင်ဗျားတို့မဲ့အခုဈေးကြီးတယ်ဆိုတာဒါတွေဖြစ်တာတွေပဲအကြောင်းတက်ကဟုတ်လားအဲ့ဒီတိုင်းပဲအခုဆန်းစားတဲ့နေရာမဲ့ကျွန်တော်တို့တရားဝန်တွေနဲ့ဒီအာဟာရဓာတ်ကြမ်းတွေကိုနားလဲတဲ့ဟုတ်လားလူတွေနဲ့သေချာတွေ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်နဲ့စားတဲ့အာဟာရတွေကအပြုံအောင်ပြင်းပြချင်းစကြည့်မယ်ဆိုရင်အခြားနိုင်ငံတွေနဲ့ဘိုးနေတော့အခုကျွန်တော်တို့ပြည်မယ်ဆန်ကတော့လုံလောက်ရုံနဲ့မကဘူးဘိုးနေနိုင်ငံခြားကိုတင်ရောက်ရနိုင်ငံခြားတင်ရောက်ရပေမဲ့ကျွန်တော်တို့စစ်မဖြစ်ခင်ကတော့ကျွန်တော်တို့မပိုးဘူးပိုးချမ်းမရှိဘူးအဲ့ဒီမဲ့ဟလားကျွန်တော်တို့လူမျိုးတွေစားတာကလည်းရှေ့ကတဲ့ချော့မစားဘူးဟလားချော့လည်းမစားဘူးအရင်ကလုံးပဲဘုံမလောစားတော့ပိုးရအများကြီးရှိတော့အဲ့ဒီတော့ကခင်ဗျားတို့ဟာလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးရနိုင်လောက်တဲ့ဒီကံဒီပချိတာပါလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးနဲ့လွတ်လပ်ရေးကိုရနိုင်တဲ့ညီညွတ်မှုကိုထိတ်ထားပါလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးကိုရနိုင်တဲ့ထူထောင်မှုကိုလုပ်ကြပါအဲ့ဒီလိုလုပ်ပြီးတဲ့နောက်လည်းရှေ့ကိုလွတ်လပ်ရေးအရာတော်ကိုခံစားခြင်းနဲ့စံစားခြင်းနဲ့ဆိုလို့ရှိရင်လည်းအလုံးလောက်ကြဖို့ဒီကံရှိကြဖို့အခုနယ်ကလေးကခင်ဗျားတို့ခင်ဗျားတို့အကျင့်တိုးတွေအကျင့်ဟောင်းတွေဟုတ်လားတောက်ကျင့်တွေကိုကျင့်ကြဖို့လိုပြီဆိုတာကျွန်တော်ကနေ့ပြောခဲ့တယ်